ငွေကြီးနဲ့ပတ်သက်လာရင်ဒီအချက်နှစ်ချက်ကိုမသိဘူးအသုံးမချဘူးဆိုလို့ရှိရင်ဘယ်လို့မှအဆင်ပြေနိုင်မှာမဟုတ်ဘူးနံပါတ်1ချက်ကတော့ပါလဲဆိုတော့ delay gratification instant gratification ဆိုတဲ့အရာဖြစ်ပါတယ်အဲ့ဒါကပါလဲဆိုလို့ရှိရင်တော့ကိုတခုခုလိုချင်တယ်အဲ့ဒီလိုချင်တဲ့အရာကိုကိုအနေနဲ့အခုလက်ရှိလောလောဆယ်ဝယ်ဖို့မတတ်နိုင်ဘူးမတတ်နိုင်ပေမဲ့ဒီအချွေးတွေယိုမလားစသဖြင့်ပေါ့နော်ကိုမတတ်နိုင်တဲ့အရာကိုလိုချင်တဲ့အရာကိုဝယ်လိုက်တာမျိုးအဲ့ဒါမျိုးမဟုတ်ဘဲနဲ့ဒီအဲ့ဒါက instant gratification ပေါ့နော်အဲ့ဒါကို delay လုပ်လိုက်မယ် delay gratification အကျွေးယူကိုမတက်နိုင်တဲ့ဟာကိုအကျွေးယူပြီးမှဝယ်မယ်အစားအဲ့ဒီကိုလိုချင်တဲ့ဝယ်ချင်တဲ့အရာကနည်းနည်းအချိန်ပြီးပြီးစောင့်လို့ရတဲ့အရာမျိုးဖြစ်တယ်ဆိုလို့ရှိရင် delay gratification လုပ်မယ်နည်းနည်းပတ်စံကိုအကျွေးယူရမလို့ပဲနဲ့ဒီကိုပတ်စံနဲ့ကိုလုပ်လို့ရအောင်နည်းနည်းအချိန်ထပ်ဆောင်ပြီးမှလုပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကိုလည်းအကျွေးမတင်တော့သလိုနောက်တစ်ခုကဘာလဲဆိုတော့ဒီကိုရဲ့ငွေနဲ့လည်းအချိန်တန်တဲ့ခါမှာလုပ်နိုင်မှာဖြစ်တယ်ဒုတိယအချက်ကဘာလဲဆိုလို့ရှိရင်ဒီ Pakistan law လို့ခေါ်တယ်အဲ့ဒီ Pakistan law ကဘာလဲဆိုလို့ရှိရင်ဒီကိုမှာဝင်ငွေတလ3သိန်းရှိတဲ့ချိန်မှာဒီကောင်းကောင်းစီမံခန့်ခွဲပြီးမှဒီစာဝတ်နေရေးအသုံးစရိတ်ဘာညာပြည်လဲတယ်ဒါပေမဲ့ဒီလက်စာတူးလာတယ်ဒီ3သိန်းကနေတလ5သိန်း5သိန်းအထက်စသဖြင့်ဒီတူပြီးမှကြလာတဲ့အခါမှာဒီပတ်စံပူများလာတာပဲဆိုပြီးမှဒီကိုအသုံးစရိတ်ထဲမှာအကုန်လုံးထည့်လိုက်တယ်အဲ့ဒါမျိုးပုံစံပေါ့နော်အဲ့ဒါကိုပါကစ္စတန်လို့ခေါ်တယ်အဲ့ဒီပါကစ္စတန်လို့ကိုကျွန်တော်ချိုးဖြတ်နိုင်မှအဆင်ပြေမယ်ဘယ်လိုချိုးဖြတ်မလဲဆိုလို့ရှိရင်အရင်က3သိန်းရတဲ့ချိန်မှာဒီစာဝန်နေရင်အသုံးစရိတ်အဆင်ပြေအောင်လုပ်နိုင်တယ်အခု5သိန်းနဲ့အထက်ရလာတဲ့ချိန်မှာလည်းဒီအပူရလာတဲ့ငွေကိုဒီအသုံးစရိတ်ထဲမှာတော့မထည့်ဘဲနဲ့တခုခုအနာဂတ်မှာဒီတခုခုအကျိုးရှိတဲ့အရာလုပ်ဖို့စုဆောင်ဖို့လားယဉ်နှမြုပ်ဖို့လားတခုခုအကျိုးရှိတဲ့အရာအတွက်ဖယ်ထားမယ်စုထားမယ်အဲ့ဒါမျိုးလုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒီရည်ရှိမှာငွေချေးနဲ့ပတ်သက်ပြီးမှကိုကအဆင်ပြေလာမှာဖြစ်တယ်အများစုကဒီ instant gratification ဆိုတဲ့ဟာကိုလုပ်တတ်ကြတယ်အခုလိုချင်တယ်အခုတွေ့တယ်အခုဝယ်လိုက်တယ်ကိုမှပတ်စံလုံလောက်တဲ့အရာမရှိရင်လည်းအကျွေးယူပြီးမှဝယ်လိုက်တယ်ဆိုတဲ့အရာမျိုးကရည်ရှိမှာငွေချေးနဲ့ပတ်သက်ပြီးကိုဒုက္ခရောက်ရှိမဲ့ဝန်ပိရှိမဲ့အရာမျိုးဖြစ်ပါတယ်အဲ့တော့ပါကစ္စတန် law မချူးဖြတ်နိုင်ရင်လည်းရည်ရှိမှာငွေချေးနဲ့ပတ်သက်ပြီးကိုဒုက္ခရောက်ရှိနိုင်တဲ့အရာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ဒီပတ်စံတာဝန်ငွေတာပုံများလာတာဘာမှအကြံမရှိဘူးဝန်သမျှအကုန်လုံးပြန်သုံးလိုက်တယ်ဆိုလို့ရှိရင်တော့ကိုပဲရည်ရှိမှာဒုက္ခရောက်မှာဖြစ်ပါတယ်ဝန်ငွေဘယ်လောက်ပဲတူးလာအရင်ကပုံစံတိုင်းပဲဒီကိုရဲ့အသုံးစရိတ်ကိုထားပြီးမှပူလာတဲ့ငွေကိုဒီတခြားအကျိုးရှိမဲ့အရာအတွက်ဒီကိုဘဝတူတက်ဖို့အတွက်လိုအပ်တဲ့နေရာမှာတင်တန်းတက်မလားဒါမှမဟုတ်တော့ဒီ retirement plan လား financial freedom လားစသဖြင့် saving အတွက်လားemergency fund အတွက်လားတခုခုထားနိုင်မယ်ဆိုလို့ရှိရင်တော့ရည်ရှိမှာဒီနှစ်ခုကိုကျွန်တော်တို့နားလည်ပြီးမှကောင်းကောင်းကျင့်သုံးနိုင်တယ်ဆိုလို့ရှိရင်တော့ရည်ရှိမှာကျွန်တော်ငွေကြေးနဲ့ပတ်သက်တဲ့ဒီအစီအမပြေမှုတွေရုန်းကန်ရမှုတွေအခက်အခဲဖြစ်တဲ့အရာတွေအားလုံးကအများကြီးဆော့ချနိုင်မယ်ကိုရဲ့ဝန်ထုတ်ဝန်ပိုးစိတ်ပင်ပန်းမှုအဆူရင်ပူပန်မှုတွေလည်းအများကြီးဆော့ချနိုင်မှာဖြစ်တယ်